ဒီနေ့တင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံကအထွေထွေဝန်ထမ်းတွေလက်စာနဲ့လောက်ရဲ့လားဆိုတာကို FB ကသတင်းအချက်အလက်တွေနဲ့ကိုးကားပြီးဒီမေပေါက် channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဝန်ထမ်းတွေရတဲ့လစာက3သိန်းမပြည့်ပဲဘလို့နေထိုင်စားတောက်နေလဲအောက်ပါအတိုင်းတနေကုန်ကြစရိတ်ကိုလက်ရှိ2026ခုနှစ်ကုန်စည်နှုန်းအခြေအနေတွေအပေါ်မူတည်ပြီးခံမှန်းတွက်ချက်ပေးလိုက်ပါတယ်ကဖုံးပေနဲ့အင်တာနက်ဖိုးကတရက်စာကို1000ဝန်းကျင်ထားကြည့်ပြီးတွက်ကြည့်ရအောင်အလုပ်ကိစ္စဖုန်းပြောကဆိုရှယ်မီဒီယာသုံးဖို့အတွက် data package ဝယ်ယူခအပါအဝင်တစ်လကို3000ဝန်းကျင်ကုန်ကျနိုင်ပါတယ်ခသွားလာစရိတ်ဥပမာဆိုင်ကယ်စီဖိုးသို့မဟုတ်ကားခတစ်ရက်ကို2500မှ9000ကုန်နိုင်ပါတယ်ကမနက်စာနဲ့နေ့လယ်စာပြီးတော့ညစာအတွက်တွက်ကြည့်ရအောင်တရက်စာကို6000မှ1000နဲ့တွက်ကြည့်မယ်ဆိုမနက်စာမုံဟင်းခါသို့မဟုတ်ဤကြကွေးကော်ဖီမစ်1500 2000နေ့လယ်စာဝန်ထမ်းထမင်းဆိုင်ဆိုရင်တောင်အထူးဟင်းတစ်ခွက်နဲ့ထမင်းဆိုရင်3-4000လောက်ကုန်မယ်ညစာအိမ်မှာချက်စားရင်တက်တာပေမဲ့အပြင်စာဆိုရင်3-4000ကျမှာပဲအကယ်၍အိမ်ကနေထမင်းချိုင်ဆွဲလာရင်တော့ဒီစရိတ်ကတဝက်မကတက်တာသွားနိုင်ပါတယ်သဆေးလိတ်ကွမ်းရမုံနဲ့လက်ဖက်ရည်ဘိုးတရက်စာ2000မှ4000အနေနဲ့တွက်မယ်ဆိုပါစို့ကွမ်း100 300မှ400ကျပ်ဆိုကြပါစို့ကွမ်း1ရက်ကို900ဆို1500ကျပ်ဆေးလိတ်တစ်လိတ်300ကျပ်ကျော်သို့မဟုတ်ညနေခင်းလက်ဖက်ရည်ဆိုင်ထိုင်ပြီးမုံစားပါကတခါထိုင်ရင်2500ကျပ်ခန့်ကုန်ကျတတ်ပါတယ်ဒါကြောင့်တရက်ကုန်ကျစရိတ်စုစုပေါင်းပြန်မြ1000နဲ့1500ကနေ2000ကျပ်ဝန်းကျင်လောက်ရှိတယ်နှစ်လအလိုက်ကုန်ကျစရိတ်ဒါကတော့တစ်လမှတစ်ကြိမ်သို့မဟုတ်ပုံမှန်ဝယ်ယူရလေးရှိတဲ့လူသုံးကုန်ပစ္စည်းစရိတ်တွေဖြစ်ပါတယ်ကသွားတိုက်စေးတစ်လစာ1500ကျပ်မှန်1500ကျပ်ဒါဟာတကိုရေသုံးစိုက်အသေးအလက်တပူးဈေးနှုန်းဖြစ်ပါတယ်ခသွားတိုက်တန်တစ်လစာ1000ကျပ်မှ2000ကျပ်အမျိုးအစားကို3လတစ်ကြိမ်လဲတယ်ဆိုရင်တောင်တစ်လစာပြန်မြတွက်ချက်မှုဖြစ်ပါတယ်3ခေါင်းလိမ့်စီနဲ့အလှကုန်ပစ္စည်းများတစ်လစာ8000ကျပ်မှ1000ခွဲကျက်ကဘာတွေလဲဆိုရင်ဥပမာခေါင်းလျှော်ရည်စက်ပြမျက်နှာသစ်စေးတနက်ခါသို့မဟုတ်လိုရှင်မိတ်ကပ်ရဲ့ခံမှန်းချေကုန်ကြမှုအမျိုးသမီးဝန်ထမ်းများအတွက်စက်ကင်ကဲနှင့်မိတ်ကပ်ဖိုးပိုမိုကုန်ကြနိုင်ပါသည်လေအခြားဘာရီရစရိတ်ဥပမာအဝတ်လျှော်စက်ပြတချူးစံပင်ညက်ခဆော့သဖြင့်ပေါ့ဗျာတစ်လစာကို1000ကျပ်မှ2000ကျပ်လို့ထားပြီးတွက်ကြည့်ရင်အဝတ်လျှော်စက်ပြမို့အိမ်သုံးလူသုံးကုန်အသေးအမွှားများဒါကြောင့်တစ်လစာပုတ်ကိုရေးသုံးစရိတ်စုစုပေါင်း2500ကျပ်မှ39500ကျပ်ဝန်းကျင်လောက်ကျမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ခြုံငုံသုံးသက်ပြောရမယ်ဆိုရင်လက်ရှိကာလမှာဝန်ထမ်းတဦးဟာမြို့ကြီးတွေမှာအပြင်စားအပြင်သွားလာစရိတ်တွေနဲ့တင်တစ်လကိုအနည်းဆုံး3သိန်းခွဲမှ6သိန်းကျော်အထိအခြေခံကုန်ကျစရိတ်ရှိနေပါတယ်။အကယ်လေးအိမ်လက်ခပေးရတာမျိုးသို့မဟုတ်လူမှုရေးကျန်းမာရေးကိစ္စပေါ်ပေါက်လာပါကဒီထက်မကပိုမိုကုန်ကျနိုင်ပါတယ်ဆိုတာတင်ပြရင်ဒီနေ့တော့ဒီလောက်နဲ့ညီကုန်းချုပ်လိုက်ပါတယ်အားပေးကြည့်ရှုသူအပေါင်းအားလုံးကိုတီမေပေါက် channel မှာကျေးဇူးတင်ပါတယ်ခင်ဗျာပိုင်း